ကင်မရာသမားရင်းပြောနေတဲ့ exposure triangle ဆိုတာဘာကိုပြောတာလဲကင်မရာတစ်လုံးရဲ့အလင်းမောင် exposure ကိုထိန်းချုပ်တဲ့ element သုံးခုဖြစ်တဲ့ aperture shutter speed ISO သုံးကောင်စလုံးကိုပေါင်းပြီးတော့ကျွန်တော်တို့က exposure triangle ဆိုပြီးတော့ခေါ်လိုက်တာပါကားတစ်စီးမောင်းတာကိုပဲပြီးမြင်ကြည့်လိုက် CR တိုင်းရဲ့ brake ရဲ့ lever ရဲ့အဲ့သုံးမျိုးကိုနိုင်တော့မှကားစီးမောင်းလို့ရတယ်လို့ပဲကင်မရာမှာလည်း aperture ရဲ့ shutter speed ရဲ့ ISO ရဲ့ကိုကောင်းကောင်းကြီးသိထားဖို့တော့လိုပါတယ် exposure triangle အကြောင်းမလာခင်မှာအရင်ဆုံးရှင်းပြရမှာတော့ကင်မရာတစ်လုံးရဲ့အလုပ်လုပ်ပုံအလင်း source တစ်ခုကနေပြီးတော့ကိုရိုက်ချင်တဲ့ subject ဒါမှမဟုတ် object လူသားမှမဟုတ်အရာဝတ္ထုပေါ့ဗျာဆိုတော့အဲ့အရာဝတ္ထုပေါ်ကိုအလင်းကျရောက်တယ်ကျရောက်ပြီးတော့ပြန်လာတဲ့အလင်းကိုကင်မရာ capture လုပ်တာဒီနေရာမှာတော်တော်များများမှားနေတာကင်မရာဒီ 2D ပဲဖန်ပါတယ် 3D မဖန်ပါဘူးရုပ်လုံးကြွအောင်ဆိုတာက lighting နဲ့လုပ်ရတာပါနောက်ထပ်ဗီဒီယိုမှာ lighting အကြောင်းသင်ပေးပါမယ်ဆိုတော့ထားလိုက်တော့ကင်မရာလုပ်ပုံနဲ့တည်သွားပြီဆိုတော့ aperture ဘာလဲ aperture ဆိုတာကကင်မရာထဲမှာရှိတဲ့အလင်းတကားနှစ်ခုတည်းတစ်ခုပါငငယ်တုန်းကတော့တစ်ခုတည်းရှိရဆိုပြီးသင်ခဲ့ရဘူးလေဒါလည်းမှန်ပါတယ်ကင်မရာရဲ့ပတ်ချမ်းမှာရှိတဲ့အလင်းတကားမဟုတ်ဘဲနဲ့ aperture ကကြတော့မှန်ဘူးထဲမှာရှိနေတဲ့အလင်းတကားပါ aperture ကဘာတွေတာဝန်ယူပေးထားရလဲ aperture မှာနှစ်မျိုးပဲတာဝန်ယူပေးထားရတယ်အလင်းအမှောင်ရဲ့ depth of field လို့ခေါ်တဲ့ရှေ့ကြည့်နာဝါ effect ရဲ့ aperture ကိုဘာ unit နဲ့တိုင်းလဲ aperture ကိုကတော့ကျွန်တော်တို့ f stop ဒါမှမဟုတ် t stop နဲ့တိုင်းပါတယ် f stop ဆိုတာမျိုးကကြတော့ဓာတ်ပုံမှန်ဘလူးတွေမှာအသုံးများပြီးတော့ t stop ကကြတော့ cinema မှန်ဘလူးတွေမှာအသုံးများပါတယ် f stop ကကြတော့မှန်ဘလူးတစ်ခုရဲ့အလင်းတကားဘယ်လောက်ထိကြည်ကြဲပွင့်နေဆိုတာကိုပြောတာဖြစ်ပြီးတော့ t stop ကကြတော့မှန်ဘလူးကိုဖြတ်ပြီးတော့မှ camera sensor တွေကိုဘယ်လောက်ထိအလင်းကျနေလဲဆိုတာကိုပြောတာပါ exposure triangle ထဲမှာရှိတဲ့နောက်တစ်ခုကတော့ shutter speed ပါ shutter speed ကကြတော့ကင်မရာရဲ့ body အတွင်းထဲမှာရှိတဲ့အလင်းတကားကို shutter လို့ခေါ်ပါတယ်အဲ့ shutter ရဲ့ဖွင့်တာပိတ်တာကြာချိန်ကို shutter speed လို့ခေါ်ပါတယ် shutter speed ရဲ့ unit ကတော့ second ပါဆိုတော့တစ်စက္ကန့်ရဲ့ဘယ်နှပုံတစ်ပုံပေါ့1/125 1/500 1/250 1/1000ဆိုပြီးတော့ shutter speed မျိုးစုံရှိကြတယ် shutter speed ဒီဘာကိုတာဝန်ယူပေးထားရလဲဆိုတော့ပထမတစ်ချက်အလင်းအမှောင်ရဲ့ဒုတိယတစ်ချက် motion blur motion blur ဆိုတာကတော့ကျွန်တော်အရင်တုန်းကပြောခဲ့ဘူးသလိုပဲလှုပ်ရှားမှုကြောင့်ဖြစ်လာတဲ့ပုံရိပ်ရောင်တွေကိုခေါ်တာပါဆိုတော့ကိုယ့်ရဲ့ကင်မရာရိုက်တဲ့အချိန်မှာပုံနေဝါနေတယ်မကြည့်ဘူးဆိုတာကိုယ့်ရဲ့ subject လှုပ်ရှားနေတာကိုကိုယ့်ရဲ့ shutter speed ကအမိလိုက်ပြီးတော့မဖမ်းယူနိုင်တဲ့အတွက်ကြောင့်မို့လို့ပါ shutter speed ကြာနေရင်ဘာပြဿနာရှိနိုင်လဲဆိုတော့ motion blur တွေဝင်လာတတ်ပါတယ် shutter speed မြန်ရင်ကြတော့ဘာဖြစ်နေမလဲဆိုတော့အလင်းဝင်တဲ့ပမာဏတော့နည်းသွားမယ်ဒါပေမဲ့လို့လှုပ်ရှားမှုမြန်တဲ့ပုံရိပ်တွေကိုဖမ်းယူတဲ့အခါမှာကြည်လင်ပြတ်သားမှုရှိမယ်ဒါတွေကတော့ပုံတင်မဟုတ်ဘူး aperture လည်းထုံနည်း၎င်းမယ် shutter speed လည်းထုံနည်း၎င်းမယ်လိုအပ်ရင်လိုအပ်တယ်လို့သုံးရတယ်ကျွန်တော်တို့ကိုယ့်ရဲ့ condition ကိုရိုက်နေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒါတွေကအပြောင်းလဲဖြစ်နိုင်တယ် ISO ကကြတော့ကိုယ့်ရဲ့ camera sensor sensitivity ဘယ်လောက်ထိကောင်းလဲပေါ့အတန်တိုးတိုးလေးကိုအတန်အကျယ်ကြီးပြောင်းတဲ့ပစ္စည်းကိုကျွန်တော်တို့က amplifier လို့ခေါ်တယ်အလင်း sensitivity နည်းနည်းလေးကနေအများကြီးအမှောင်ထဲမှာပုံမြင်နိုင်စွမ်းရှိအောင်လုပ်ပေးတဲ့အရာကိုကျွန်တော်တို့က ISO လို့ခေါ်ပါတယ်ထိုနည်း၎င်းမဲ့ ISO ကဘာ effect တွေရှိလဲဆိုတော့ ISO များရင် noise ထားမယ် ISO နည်းလို့ရှိရင်ပိုပြီး clean ဖြစ်မယ်ပေါ့နော်ဒါပေမဲ့ချွင်းချက်အနေနဲ့က ISO များတိုင်း noise မှတ်ထားတာ videography မှာဆိုရင် dual native ISO လို့ခေါ်တဲ့နည်းပညာတစ်ခုရှိတယ်ဒီကောင်ကဘာလဲဆိုတော့ ISO ကို base point နှစ်ခုထားပြီးထားတယ်ဥပမာဒီခုရိုက်နေတဲ့ A7S3 ဆိုလို့ရှိရင် ISO 800မှာဆိုလို့ရှိရင်လေရုပ်ထွက်ကြည့်မယ် noise နေမယ် ISO 12800ရောက်နေတယ်ဆိုလို့ရှိရင်လေရုပ်ထွက်ကြည့်မယ် noise နေမယ်ဒါပေမဲ့လို့ဂျားထဲမှာရှိတဲ့ ISO တွေကတော့တခြားကင်မရာတွေအတိုင်းပဲ ISO များရင် noise ထားတဲ့ပြဿနာမျိုးတော့ရှိမယ်တခုတော့ရှိတယ် ISO မှာကကြောက်ပြီးတော့ under export ဗီဒီယိုမှာလောက်လာခဲ့မိတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအထူးသဖြင့် lock နဲ့ရိုက်တယ်ဆိုလို့ရှိရင်တော့ဘိုင်းမှန်ပါပဲ ISO များလို့ noise ထားနေတာနဲ့ under export လောက်ထားတာကိုပြန်ဆွဲတင်ပြီးတော့ noise ထားနေတာလုံးလုံးမတူပါဘူးအဲ့တော့ ISO တင်ရမှာမကြောက်ပါနဲ့ခုပုံဆိုလို့ရှိရင်ကျွန်တော် ISO 3200နဲ့ရိုက်ထားတဲ့ပုံပါဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့နောက်ပိုင်းကင်မရာတွေက ISO များလဲတိတ်ပြီးကြောက်စရာမကောင်းတော့ပါဘူးပြင်လို့ရပါတယ် Lightroom မှာလည်း AI denoise တွေပါတယ်ပေါ်နေပါပြီဒီနေ့ဗီဒီယိုကတော့3မိနစ်အမြန် exposure triangle ကိုရှင်းပြတာဖြစ်ပါတယ် lighting အကြောင်းသိချင်တယ်ဆိုလို့ရှိရင်လည်း comment box အောက်မှာ lighting ဆိုပြီးတစ်လုံးနဲ့မှန်သွားလို့ရပါတယ်ကျွန်တော်တို့ကျွန်တော်တမ်းမှာဒီနေ့တော့လောက်ပါပဲ